ဒီနေ့မှာတော့အိမ်မှာတော့ပူကီလေးလှုပ်စားဖြစ်လို့တော့ပူကီလှုပ်နေလေးကိုလည်းမျှဝေပေးမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးကောက်ညင်မုံ 300g ဆန်မုံကို 150g ထည့်ပြီးတော့မှမုံလုံးရေပေါ်နေသလိုပဲနေပြီးလို့ရှိရင်နိုင်ဝက်လောက်နှက်ထားလိုက်ပါမယ်စားလေးလည်းနိုင်ဝက်လောက်နှက်ပြီးတော့လို့ရှိရင်တော့လုံးရလွယ်အောင်ဒီလိုလေးပဲလုံးလိုက်ပါတယ်အလုံးလေးတွေအရင်လုံးလိုက်မယ်ပြီးလို့ရှိရင်တော့လက်နှစ်ဖက်နဲ့ပုတ်ပြီးတော့မှအချောင်းလေးတွေလှုပ်လိုက်မယ်ပေါ့နော်ဒါအရင်လွယ်တယ်ဟိုစေးစရာလည်းအများကြီးမလိုဘူးပေါ့နော်လွယ်လွယ်လေးနဲ့လှုပ်လို့ရပါတယ်ပြီးရင်တော့ရေပပတ်စုလေးထဲမှာထည့်ပြီးတော့မှပြုတ်တာလည်းမုံလုံးရေပေါ်ပြုတ်တယ်လို့ပါပဲရေပေါ်မှာပေါ်လို့ပေါ်လာပြီဆိုရင်တော့ဆဲထုတ်ပြီးတော့မှရေအေးစိမ့်ထားပါမယ်ဒီမှာတော့စားမဲ့တလောက်လေးကိုပဲထုတ်ထားပြီးတော့မှကြံတဲ့ဟာကိုအခဲခန်းထဲမှာပြန်သိမ်းမှာဖြစ်ပါတယ်တော့ပူကီလုတ်တဲ့ soft အတွက်ကကြတော့ငရုတ်တီအနစ်ကိုနှစွန်းတကြားနဲ့နဲ့ငရုတ်တီမုံနဲ့နဲ့ပြီးလို့ရှိရင်နန်းစီပေါ့နော်နန်းစီနဲ့နဲ့ကြက်သွန်ဖြူရဲပြီးရင်ရှလကာရေးပါသေးတယ်နော်ရှလကာရေးနှစ်စွန်းလောက်ထည့်ပြီးတော့မှတေချာလေးမွေလိုက်မယ်ရေလေးထည့်လိုက်မယ်သွားလို့ရှိရင်တော့မီးပူပေါ်တင်ပြီးတော့မှပဆူလာပြီးဆိုရင်တော့တပူကီထည့်လိုက်မယ်ဒီနေရာမှာငါအသားပြားလေးကြိုက်တယ်ဆိုရင်ငါအသားပြားလေးထည့်ပေါ့နော်ကျမကတော့ငါအသားပြားမကြိုက်လို့ပင်လယ်စာအစုံလေးထည့်လိုက်ပါတယ် soft အနစ်လေးတွေပြစ်လေးဖြစ်လာပြီဆိုရင်တော့မီးပိတ်ပြီးတော့မှသုံးဆောင်လို့ရပါပြီဒီနေရာမှာsoft ကိုကြဲကြဲလေးစားရှင်နေဆိုရင်တော့အရန်ကြီးဖြစ်အောင်မတည်ပါနဲ့ပြီးရင်တော့နန်းလေးဖြူလိုက်မယ်ကြက်သွမိတ်ရှင်ကြက်သွမိတ်လေးဖြူလိုက်လို့ရှိရင်တော့အရန်ကိုစားလို့ကောင်းတယ်ကိုရီးယားတော့နောက်ဗီဒီယိုတွေမှာနောက်မုံလုံးနည်းတွေနဲ့အတူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီ account လေးကို follow ထားဖို့မမေ့နဲ့အောင်နော်